ဗုဒ္ဓဘာသာဘုန်းကြီးတွေစောင့်ထရမယ်တိတ်ခါဘုတ်တွေကိုဆရာတော်ပညာကာရကလည်းအမေရိကန်မှာပြောပြီးအဲ့ဒီက Brown University တက္ကသိုလ်ကြီးကလည်းကြေညာပြီးပြီအဲ့ဒီဘုန်းကြီးတွေပေါ့တန်ခါတော်တွေလာရင်မထီနဲ့ဗာနဲ့သူတို့မှာဝီနီးတွေရှိတယ်ပေါ့သူတို့ကမျက်လာမြဲချထားတယ်နင်တို့တဲ့ကြည့်မှာမဟုတ်နင်တို့သွား hack လို့မရဘူးအဲ့အားလုံးကလည်းစိတ်ဝင်စားကျမတို့ငယ်တုန်းကလည်းမသိဘူးလေအခုတော့နိုင်ငံခြားမှာတောင်ကဘာဘောကတိကုန်ပြီဆိုတော့ကိုလည်းတိအောင်ပေါ့နော်အခုသူတေမမောင်ရဲ့စာအုပ်လာပေးထားလို့ဒီတိတ်ခါဘုတ်တွေအကြောင်းအဲ့ဒါလေးလာထားရတယ်ကိုလည်းသိအောင်ပေါ့နော်တန်ဃာတော်တွေတွေ့ရင်ဘလို့သတိထားရမယ်ဆိုတာဒီသူကယဟန်တို့ဒါတိတ်ခါဘုတ်ကအများကြီးပဲဒါပေမဲ့ရွေးဖတ်ပြတာနော်ယဟန်တို့မထီရမကန်ရတော့အရာများဆိုသိတဲ့အတိုင်းပဲမာတုကာမကတော့ရှေ့ဆုံးအပါတာပေါ့နော်အဲ့ဒါကြောင့်မလို့မိမဆိုရင်မကန်နဲ့ပေါ့မာတုကာမအဲ့မိမတွေကန်ထားတဲ့အဝတ်အစားကိုတွေဝတ်ဆင်ထားတဲ့အဝတ်ထဲကန်ရင်လေတဲ့အာဘတ်တဲ့နော်အဲ့ပြီးလို့ရှိရင်ရုပ်ပုံဓာတ်ပုံလည်းမကန်ရဘူးနော်စာအုပ်တွင်ပါတော့မာတုကမရုပ်ပုံကိုမဖြစ်မနေကန်ရမည်ဆိုချစ်ပြရမည်တဲ့နောက်ကစဘာတဲ့နော်စဘာနော်ဖြန့်ခင်းထားသောစဘာကိုနင်းလျှောက်ရမည်ဆိုရင်လမ်းဆိုပြီးအမှတ်ထားရမယ်တဲ့စဘာတဲ့နောက်အပင်မတစ်တီးကိုမကန်ရဘူးတဲ့နော်တစ်ပင်ပေါ်မှာတစ်တီးရှိတယ်တစ်တီးကိုမကန်ရဘူးဒုက္ခအာဘတ်တဲ့နဲ့ကြွေကြနေတော့တစ်တီးကိုလူသားတွေတို့အတွက်ကောက်ကောင်းသည်ကြွေကြနေတဲ့တစ်တီးဆိုရင်တော့ကောက်လို့ရတယ်တဲ့ထိုတစ်တီးကိုကတ်ရင်ဖုံးပေးနိုင်သည်မကတ်သေးသောခဲဖွယ်ဘောစင်တို့မကန်ရဒါကြောင့်မို့သူတို့အရင်ကတ်ရတယ်เนาะကျမတို့ကတ်ပြီးမှကင်ပြီးယုံမြကင်ပြီးလျင်တဲ့ထိုယဟန်မဖုံးပေးအပ်တဲ့ကင်ပြီးရင်မဖုံးပေးရဘူးတဲ့ကန်လိုက်တော့ခါနေရာရွှေ့သွားရင်လေတခြားယဟန်များလည်းမဖုံးပေးတဲ့တခြားမို့အိမ်မှာစွန့်ကတ်တယ်ဆိုအရင်ဆုံးကတ်ရတယ်ကတ်ပြီးတော့မှသူတို့ဖုံးပေးတယ်နောက်ရွှေငွေယတနာမကန်ရဘူးเนาะရွှေငွေယတနာတို့ကိုမကန်တဲ့နော်တန်ရှင်းလုံးရံမအပရွှေစေဒီငွေစေဒီရွှေကျုပ်ငွေကျုပ်တို့ကိုမကန်တဲ့နော်ရွှေငွေရတနာမကန်ရဘူးဒါပေမဲ့အခုဆိုကန်နေကြတယ်လေထိုင်းနိုင်ငံမှာဆိုဖုန်းကြီးတွေကဟာလေသင်္ကန်းဆိုလဲလှပိအယောင်ပြီးလို့ရှိရင်နေကမျက်မှန်နေကလက်ပတ်နာရီတွေနဲ့ဖုန်းကြီးတွေရှိတယ်တချို့တွေထိုင်းနိုင်ငံမှာအခုတော့မသိဘူးအဲ့တော့နောက်တစ်ခါဓာလန်နွားရိုက်ကျိန်ငါဖန်ကရိယာစတဲ့လက်နဲ့ကိုမကန်တဲ့လက်နဲ့ကိုမကန်ရဘူးနော်ဓာပစိန်လွှဆိုသည်ကရိယာတို့ကိုထင်းခွဲရန်ကန်နိုင်သည်အလုံးလုံးဖို့တော့ကန်ပေါ့ငါဖန်ကရိယာများကိုလာလူလင်းတဲ့ငါဖန်မှုကြတော့လာလူလို့ရှိရင်ဖြက်စီး၍တင်းရာတွင်သုံးနိုင်သည်တဲ့နော်ငါဖန်တာငရဲကြည့်တာပေါ့တူရိယာအမျိုးမျိုးမကန်တဲ့လာလူလင်းဖြက်စီး၍တင်းရာတွင်သုံးနိုင်သည်တဲ့တူရိယာဆိုတချင်းဂီတဆိုတော့မဖြစ်ဘူးလေဘုန်းကြီးကိုသွားပြီးဂီတကြီးတွေသွားမလူနဲ့မရဘူးတဲ့အဲ့ဒါပြနောက်လူတို့နဲ့ဆက်ဆံခြင်းနော်ဆက်ဆံခြင်းယဟန်တို့သည်လူတွေကိုတထဲကြီးစသည်ဖြင့်မြောက်ပင်ပြီးမပြောဆိုအပေးတဲ့အလူခံကျင်တော့တထေးဆိုပြီးမမြောက်နေတဲ့ယဟန်တို့သည်အမှန်ကိုမပြောပဲလူတို့အလိုက်ကိုသာလိုက်ရလည်းမပြောအပ်ပေးတဲ့တထေးကြီးတော့မပြောဘူးသူတို့ပြောတတ်တာဒကမကြီးကဗာလဲဖျားတယ်ဘူးဖြစ်မှာဖျားတကမဖျားအမကြီးဖြစ်မှာဆိုပြီးတော့တွေ့ဝိုက်ပြီးပြောတတ်တယ်ဖျားတယ်ရငွေလူတာ哦နော်အဲ့လိုမြောက်မပြောရဘူးတဲ့နော်ယဟန်သည်တဲ့လောကဝိပြုသည့်အနေဖြင့်ဒါရကတို့အားစတင်၍စကားမပြောအပ်ဒါတကားရီလာတာနဲ့ဟေ့လာကြရေးဆိုပြီးတော့စကားမစရတဲ့တရားစကားနဲ့ဆက်ဖို့တော့ယဟန်စပြီးပြောလို့ရပါတယ်တဲ့နော်
လူတို့၏အတုပတွင်ယဟန်သည်အချမ်းရန်အဖြစ်လိုက်ပါပို့ဆောင်ခြင်းမပြုရအတုပကမ္မပဋ္ဌာန်းရှုရန်နော်အတုပကမ္မဋ္ဌာန်းရှုရန်ကြွနိုင်သည်ပင့်လိုလျင်အတုပရှုကြွတော်မူပါဟုပင့်ရမည်ယဟန်တို့သည်ဝါဆိုဘာကတ်ကိစ္စတွင်အစိုးရမင်းတို့၏အလိုကိုလိုက်အပ်သည်ကြံကိစ္စများတွင်ဓမ္မလမ်းကြောင်းမှသွေဖြီ၍မင်းအလိုမလိုက်ရတဲ့နော်ဝါဆိုဝါကတ်ကိစ္စပဲကျန်တဲ့ဟာမလိုက်နေတဲ့ဒါရကာတို့သည်တန်တိကပစ္စည်းကိုသုံးမိလျင်ဗန္နာစားပေးလျှော်ရမည်နော်တန်ကပစ္စည်းကိုတကားမထုံယဟန်သည်လည်းကောင်းလူဒါရကာသည်လည်းကောင်းတန်ဂိကပစ္စည်းဖြစ်သောကြောင်းအခင်းစသည်တို့ကိုပုဂ္ဂလိကပစ္စည်းကဲ့သို့မသုံးရတဲ့နော်တန်ခါရဲ့ပစ္စည်းတွေကိုလူကယူမသုံးအောင်ထို့ကြောင့်ကြောင်းပေါ်တက်လျင်အခင်းကိုနင်းမိလျင်ခြေဆေးခြင်းစသည်တို့ကိုပြုလုပ်ရမည်အိမ်တို့ကြွလာသောယဟန်ကိုဒါရကာတို့ကကြောင်းအမတ်ဖြင့်တရင်သုံးပါဟုလျှောက်တော်လဲကြောင်းကဲ့သို့သင်္ကန်းကင်းကွာ၍မနေအပ်ဝီနီးနှင့်အညီသာနေရမည်ဒါရကာတို့၏အိမ်တွင်တဲခိုမည်ယဟန်ကိုကြောင်းအမတ်ဖြင့်လွတ်လပ်စွာတရင်သုံးပါဟုလျှောက်လျင်ကသင်္ကန်းကင်းကွာ၍နေနိုင်သည်တန်ခိကပစ္စည်းကိုဒါရကာကမတောင်းရတန်ခိကပစ္စည်းကိုယဟန်ကမစွန့်ရအတင်းတောင်းရင်ရန်သူဟုသဘောထား၍စွန့်လွတ်နိုင်သည်ရန်သူလို့သဘောထားဒါရကသည်ဖုံးကြီးเจ้าမှာပစ္စည်းတစ်ခုကိုယူမှားမိလျင်ဗန္နာစားပြန်ပေးရမည်အလူဒါရကသည်မိမိလူသောလူပွဲများကိုအကုန်စင်လူမည်ဟုဆုံးဖြတ်လျင်လူပြီးနောက်ပိုသောပစ္စည်းများကိုအိမ်ကိုပြန်မတဲ့အပ်ပေလိုသမျှသာလူမည်ပိုလျင်အိမ်ပြန်တဲမည်ဟုဆုံးဖြတ်လျင်တော့ပိုနေသောပစ္စည်းကိုအိမ်ပြန်တဲနိုင်သည်ယဟန်ကိုတာမဏေနှင့်လူယောက်ျားတို့နှိမ့်နှိပ်ပေးနိုင်တော်လဲမာတုကာမကနှိမ့်နှိပ်ပေး၍မရပေယဟန်သည်အမျိုးသမီးဆရာဝင်သူနာပြုအပါဝင်မြည်သည့်မာတုကာမနှင့်မြမြည်သူအကြောင်းပြချက်နှင့်မြမထိရစွန်းစားပြရင်လေထမင်းစားကြွပါမုံစားကြွပါဟုပြောလျင်မအပ်သောပင့်ခြင်းဟုခေါ်သည်ယဟန်သည်ခမဲတော်မေတော်တို့မှတပါအခြားသူများကိုစားတောက်ဖွယ်နှင့်ပစ္စည်းများပေးလျင်အာဘတ်တင်သည်သို့သောလူနာကျောင်းသို့ရောက်လာသောမင်းဆိုးရာစာရိတ်ခါကုန်၍ကျောင်းသို့ရောက်လာသောခီးသွားတို့ကိုစားတောက်ဖွယ်နှင့်ပစ္စည်းများစွန့်နိုင်သည်ယဟန်သည်သာသနာကိစ္စတွင်လမ်းညွန်ကောင်းသည်လူကိစ္စတွင်လမ်းညွန်ခြင်းသည်မအပ်တွေ့လားလူကိစ္စကိုကျမတို့ဗုဒ္ဓဘာသာဘုန်းကြီးကလမ်းမညွန်ဘူးတိထားဖို့တခြားဘာသာတွေကတခြားဘာသာတွေနဲ့မတူတခြားဘာသာတွေကအမလေးလမ်းညွန်တာများလူကိစ္စမိမကိုဘလို့လေးဒုက္ခလေးနဲ့ရိုက်ဆိုတဲ့ပြောတဲ့ဘာသာလည်းရှိသေးတယ်မိမနဲ့အိတ်ရင်ဘလို့ပုံစံအိတ်လို့ပြောတဲ့ဘာသာလည်းရှိသေးတယ်ဟာဘလို့ပုံစံတွေအဲ့လိုရတယ်ပြောတဲ့ဘာသာတွေကလည်းရှိသေးတယ်အဲ့တော့ကျမတို့ကဗုဒ္ဓဘာသာဘလောက်ရှင်းလဲမွန်မြတ်လဲဆိုတာလောကီကိစ္စလုံးဝလမ်းမညွန်ရဘူးတဲ့ယဟန်ကရှ िख ိုးခြင်းမပြည့်ရသောပုဂ္ဂိုလ်25မျိုးတွင်ဝါငယ်သူအမျိုးသမီးအမျိုးသားအမိအဖသားမနေအဓမ္မဝါဒီတန်ခဒိတေအဘတ်တင်နေသောယဟန်ပုံနဲ့စသည်တို့ပါဝင်သည်တဲ့ပုံနဲ့စအချောက်တင်တယ်နော်အဲ့တော့ကျမဒီတော့ဖုန်ကြီးကြောင်တော့သွားပြီးတော့ကျမတိတယောက်ကပြန်လာရင်ဟင်းနေအများကြီးတဲလာတာပဲသူတို့အိမ်မှာတပတ်2ရက်ကလောက်စားမကုန်အမမစွန့်ရဘူးတဲ့ပြောထားတယ်ယဟန်ဒီကိုပိုင်ပန်းကိုအမိဖတို့နှင့်ဖျားတင်လူမိလူများအားပေးနိုင်သည်ယဟန်ဒီကိုပိုင်တစ်တီးကိုအမိဖစားရမယ်တောက်ရမယ်နေသူဆွေမျိုးလူမမာတို့အားပေးနိုင်သည်ကြောင်းထက်ရည်ရထားသောပန်းကိုလူတို့အားပေးလျင်ထုံလစီအာဘတ်တင်သည်ကြောင်းဤဝေယဝိဆလုတ်သူတို့သည်ကြောင်းမှကျွေးသောဆဟာရကိုစားတောက်နိုင်သည်ယဟန်သည်စွန်းဘောစင်ကိုမဖုံးပေးမီအမိအဖတို့အားကျွေးနိုင်သည်နဲ့အများကြီးပဲနော်ဒါနောက်ထပ်ဆက်ဖတ်အောင်မယ်အဲ့တော့ကျွန်မသူများတွေကတော့လို့ဖုန်ကြီးเจ้าနေပါတွေကရင်းနေတယ်လေကျမတို့ကတော့တိတ်သွားလေးမရှိဘူးအဲဒါကြောင့်မို့လို့ဖတ်ထားရတယ်